္ဂလာပါရှင်ဒီကချိုင်းဦး channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့မောင်သိန်းတင်မသိန်းရှင်ရုပ်ပြဇာတ်လမ်းလေးရဲ့အပိုင်းနှစ်ကိုဆက်လက်တင်ပြသွားပေးမှာဖြစ်ပါတယ်မောင်သိန်းတင်မသိန်းရှင်အခန်းနှစ်ဒီနေ့မသိန်းရှင်တို့စီစာသွားမကြည့်တော့ဘူးလားဒီချိန်ဆိုမောင်ဘကနဲ့မသိန်းခင်တို့ရှိနေတော့စာမင်းလို့ရတာပေါ့စာတွေကရပြီးနေပါပြီညဘက်ကျတော့သူတို့စကားပြောတဲ့နဲ့စာကြည့်လို့မရလို့အိမ်မှာပဲကြည့်တော့မယ်မိခင်ကိုညာလိုက်ရတော့လေစိတ်ကမသိန်းရှင်တို့အိမ်တို့သွားချင်နေမိမနေ့ကစကားတွေမှားခဲ့သဖြင့်မျက်နှာပူနေ၍တကြောင်မသိန်းရှင်ကိုကြည့်ရမှာမဝင့်မရဲဖြစ်နေ၍လည်းမသွားချင်ငငယ်လေးကလေးကမောင်ရင်းနှမတွေလိုနေခဲ့ကြတာအခုတော့မခေါ်ဖို့မပြောဖို့တော့ဘူးမောင်သိန်းတင်မှာအိမ်ပဒင်းပေါက်မှမသိန်းရှင်အခန်းသို့လှမ်းကြည့်လိုက်မိအိမ်မှာအလင်းရောက်ဖြင့်ပဒင်းပေါက်မှာရက်နေသောမသိန်းရှင်ကိုတွေးလိုက်ရမသိန်းရှင်ပဲမသိန်းရှင်မှာပဒင်းပေါက်မှမောင်သိန်းတင်ကိုတွေးလိုက်သည်နှင့်ပဒင်းပေါက်တကားမှခြာကနေလှည့်ထွက်သွားသူငါ့ကိုစိတ်နာသွားရောလားမောင်နှမချစ်တဲ့ပူတဲ့စကားတွေကြောင့်သူမုန်းသွားရောလားမမရဲ့မောင်သိန်းတင်မှာနောက်တစ်ခါမသိန်းရှင်ထွက်လာကိုအချိန်အကြာကြီးရက်၍မျှော်နေမိမသိန်းရှင်၏အရေးအယောင်ကိုမတွေ့ရတော့ပေပြတင်းပေါက်မှာအကြာကြီးရက်မနေနဲ့လေစိမ်းတိုက်ပြီးအေးမီတို့ဖျားပါအောင်မယ်စာမွေးနီးနေပြီလေမိခင်ကြီးပြောမှစာကြီးစပွဲသို့လာ၍စာကိုကြည့်သို့တော်မသိန်းရှင်နှင့်ခုလိုဖြစ်သွားရသည်ကိုမိမိကိုယ်မိမိအပြစ်တင်နေမိမိန်းကလေးတယောက်ကိုငါဒီလိုပြောဖို့ဆိုဖို့မသိဘူးမနက်စောစောမောင်သိန်းတင်အိယာမှထား၍ခြံထဲသို့ဆင်းလာခဲ့အမေဟင်းဦးတန်းလန်းနဲ့ဆုံးလောင်းလိုက်ပါအောင်တန်ဃာတွေကြွလာပြီဟုတ်ကဲ့မေမေစွန်အုပ်ကိုယူပြီးမောင်သိန်းတင်ခြံရှိသို့ထွက်လာခဲ့ခြံရှိရောက်တော့တစ်ဖက်ခြံထိပ်မှစွန်လောင်းရန်စောင့်နေသောမသိန်းရှင်ကိုတွေ့လိုက်ရသည်မောင်သိန်းတင်ကိုစွန်အုပ်ကြီးပိုက်လျက်မြင်သည်နှင့်မသိန်းရှင်မှာစွန်အုပ်ကိုပိုက်ပြီးသူ့ခြံထဲပြန်ဝင်သွားသည်ကိုတွေ့လိုက်ရသည်ခဏအကြာသူ့အမမသိန်းခင်စွန်အုပ်ပိုက်လျက်ထွက်လာလေမောင်သိန်းတင်နေနဲ့မသိန်းရှင်ဘာဖြစ်နေကြလဲနင့်ကိုမြင်လို့ဟိုကအိမ်ထဲပြေးဝင်ပြီးငါ့ကိုအတင်းစွန်လောင်းခိုင်းတယ်ဘာမှမဖြစ်ပါဘူးမှန်ပြောနင်တို့ရန်ဖြစ်ထားကြတယ်မဟုတ်လားအေးငငယ်တုန်းကအတိုင်းဒီရွယ်ထိရန်ဖြစ်နေကြတော့ကလေးတွေလည်းမဟုတ်တော့ဘူးကဲဟိုမှာတန်ဃာတော်တွေကြွလာပြီမောင်သိန်းတင်လည်းခေါင်းကြီးကိုငုံကမသိန်းခင်ရှင်း၌ဘာမှပြန်မပြောနိုင်ပဲရက်နေမိတော့သည်ဟဲ့မောင်သိန်းတင်တန်ဃာတော်တွေရောက်နေပြီစွန်လောင်းတော့လေဟုတ်ကဲ့စွန်လောင်းပြီးမောင်သိန်းတင်လည်းအိမ်ထဲသို့အပြေးဝင်ခဲ့အိမ်လေးကားသို့လှမ်းအတက်မသိန်းရှင်အိမ်ဘက်သို့လှမ်းကြည့်တော့ဝရန်တာ၌ကြည့်နေသောမသိန်းရှင်ကိုတွေးလိုက်ရလေသူငါ့ကိုစိတ်ဆိုးတော့မလားမသိဘူးမသိန်းရှင်မှာညနေတိုင်းလာနေကြမောင်သိန်းတင်မလာသဖြင့်ရင်ထဲ၌ဟာတာကြီးဖြစ်နေရသူမလာဘူးတစ်ချံနှင့်တစ်ချံကက်လျက်ရှိနေသဖြင့်လေတခါတရံလူချင်းစုံမိကြလျင်လေတဦးကိုတဦးမပြောဝမခေါ်ဝမလာဝသူကစခေါ်ဖို့ကောင်းတယ်မသိန်းရှင်နှင့်သိန်းတင်တို့ထို့သို့ဖြစ်နေကြတော့လေရှေးကထပ်ပင်နှစ်ဆတိုး၍ပိုပြီးရင်ထဲ၌ညှနိုးနေကြခက်နေပြီနော်ထို့သို့ဖြစ်နေပြီး2လ3လခန့်ကြာသောအခါမောင်သိန်းတင်မှာကိုရန်းစာမေးပွဲကိုဝင်ရောက်ဖြေဆိုပြီးလေသည်ဒီနှစ်အောင်ရင်တော့ကျောင်းဆက်ထားဖို့အဖေတို့မှငွေအခက်ခဲရှိနေတယ်ကွယ်စိတ်တော့မကောင်းအငယ်ချင်းတွေကိုတားသိပါတယ်ဖေဒါလည်းအလုပ်လုပ်ချင်ပါပြီအဖေတို့ကိုလည်းအကူအညီပေးချင်ပါတယ်အေးကွယ်ဒီလိုဆိုရင်ရွှေဘုံမြို့ကအရေးပိုင်ရုံမှာစရေးတယောက်အလိုရှိရလို့ကြားတယ်ဒါတော့လျှောက်ကြည့်ပါလားဟုတ်ကဲ့ဒါလျှောက်ကြည့်ပါမယ်မောင်သိန်းတင်လည်းထိုစရေးရာတို့အတွက်ရွှေဘိုတို့သွား၍ရှောက်လွာသွားတင်လေမသိန်းရှင်ကိုငါတကယ်ရွှေဘိုမှာအလုပ်ရပြီးရွှေဘိုမှာသွားနေရရင်ငါစိတ်မချဘူးဖွင့်ပြောဖို့ရလဲငါမှတတိမရှိပြန်ဘူးစိတ်ညစ်ပါတယ်ရွှေဘို၌အလုပ်လျှောက်ပြီးမကြမီအရေးပိုင်ရုံကစရေးအဖြစ်သို့ခန့်လိုက်လေမေချက်ချင်းရွှေဘိုမှာအလုပ်ဝင်ရမှာညွန်စားကြည့်ကွယ်နောက်နေ့ရွှေဘိုသို့သွားရန်ပြင်ဆင်ပြီးမသိန်းရှင်အိမ်မိဘများကိုနှုတ်ဆက်ရန်တာအမိသားဖ3ဦးမသိန်းရှင်တို့အိမ်သို့ကူးလာခဲ့ကြသည်မောင်သိန်းတင်ဖခင်ကအကျိုးအကြောင်းပြောပြလိုက်အိုးဦးဖော်ရဲ့ကျုပ်တို့အိမ်နီးချင်းဆွေမျိုးမကနေကြတာတိုင်မေအောင်မပေါ့မောင်သိန်းတင်ကြောက်စည်းကိုကျုပ်တက်နိုင်ပါတယ်ဗျာကျုပ်ဆက်ထားပေးပါမယ်
အခုလိုပြောတာကျေးဇူးတင်ပါတယ်ဥပမောင်ရဲ့ဒါလေးနဲ့ခွဲပြီးမနေနိုင်တာရဲ့မိသားစုသုံးအတူတကွနေခြင်းလို့စီစဉ်ရတာပါကျွန်တော်တို့လည်းအသက်ကြီးပြီလေ အေးဗျာအခုလိုခွဲရမှာဆိုတော့စိတ်မကောင်းဘူးဘယ်နေ့သွားကြမှာလဲ မနှက်ပြန်မနှက်ပဲလေ မောင်သိန်းတင်မှာခနာမငိမ့်မျက်လုံးကမသိန်းရှင်ကိုရှာဖွေနေ၏ရိမ့်မိသောမသိန်းခင်ကမောင်သိန်းတင်မသိန်းရှင်အိမ်ပေါ်မှာမမတော့ခေါ်ပေးမယ်နော်မောင်သိန်းတင်မှာမျက်နှာကြီးနီရဲသွားပြီးခေါင်းငုံသွား၏မကြမီအိမ်ပေါ်ထမှမသိန်းခင်ဆင်းလာ၏မသိန်းရှင်ကပါမလာချေမောင်သိန်းတင်ရေမသိန်းရှင်ခေါင်းကိုက်လို့တဲ့အိတ်နေလေရဲ့ကွယ် အော်ဟုတ်ကဲ့နှောက်ဆက်သွားတယ်လို့မမပြောပြပါ မောင်သိန်းတင်မှာမျက်နှာမသာမရာဖြင့်အိမ်သို့ပြန်လာခဲ့၏အိမ်ရောက်တော့မသိန်းရှိ၏မျက်နှာလေးကိုမြင်ချင်လွန်း၍သတင်းပေါက်မှလှမ်းကြည့်လိုက်မိသည်ခံစီလိုက်ကလေးလွင့်သွားပြီးဖြတ်ကနေမသိန်းရှိ၏အင်ဂျီစားလေးကိုလှမ်းမြင်လိုက်ရ၏ အော်သူလဲငါ့လိုအိမ်ဘက်ကိုမျှော်နေရှာတာပါပဲလား မောင်သိန်းတင်မှာဂရင်ပေါ်၌လှဲလိုက်အိမ်မပျော်၍ထားလိုက်သတင်းပေါက်မှမသိန်းရှင်အခန်းလေးသို့ထားကြည့်လိုက် သူအိမ်နေရှာရောပေါ့ မသိန်းရှင်မှလည်းဂရင်ပေါ်၌လှဲလိုက်အိမ်မပျော်၍ထားလိုက်သတင်းပေါက်မှမောင်သိန်းတင်အခန်းကိုကြည့်လိုက်ဖြင့်အာယုံစွန်းထားချက်ချိန်သို့ရောက်လာခဲ့၏မသိန်းရှင်နိုးပြီကိုမမတို့အာယုံစွန်းထားချက်ချစို့မောင်သိန်းတင်မှလည်းလှဲလိုက်ထားလိုက်သတင်းပေါက်သို့ကြည့်လိုက်ဖြင့်နနက်၄နာရီထိုးလေ၏ ဒါနိုးနေပြီကို6နာရီရထားအမိဘူရာစဉ်းစားစို့ တို့ဖြင့်နနက်ဝေလီဝေလင်းအာယုံမလာမီတားဖသုံးဦးဘူတာယုံသို့ဆင်းခဲ့ကြလေ၏ခြံဝါမှအထွက်မသိန်းရှင်အိမ်ဘက်သို့လှမ်းကြည့်လိုက်၏ဆုံးလောက်ဖို့ပြင်ဆင်နေသောမသိန်းရှင်ကိုလှမ်းတွေ့လိုက်ရ၏မောင်သိန်းတင်လည်းခြေလမ်းတို့တုံကနေဖြစ်သွား၏သို့သောမသိန်းရှင်မှလှစ်ကနေအိမ်ထဲပြန်ဝင်သွားသည်ကိုတွေ့လိုက်ရသည် ဒါဘူရာကိုမြင်သွားမှ မောင်သိန်းတင်ခြေလမ်းတွေကမြန်ကျင်တော်လဲခြေလမ်းတွေကတုံနေနေသည်ကိုသိလိုက်ရတော့၏မောင်သိန်းတင်မသိန်းရှင်အခန်း2ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြီးဆုံးပါပြီနောက်ဘက်တွေမှာအပိုင်းသစ်တွေကိုဆက်လက်တင်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးကြပါအောင်ရှင်